တို့တွေအခုနောက်ဆုံးလေးလာမယ်အပိုင်းကတော့ရောထွေးမှုအပိုင်းပေါ့နော်ရောထွေးတဲ့ပုံရိပ်ကြတော့အလင်းအားနည်းနည်းလေးပဲလာတယ်အလင်းအားနည်းနည်းလေးပဲလာတဲ့အတွက်သူ့ရဲ့တုံးတွေကအရန်မကွဲတော့ဘူးဗျသူ့ရဲ့တုံးတွေကအရန်မကွဲတော့ဘူးသူကတရားရလာတယ်ထားပါတော့ကျွန်တော်ခုနကတော့နင်းအတိုင်းပဲတို့ကွန်တိုနင်းတွေအတိုင်းပဲလာမယ်သူကအလင်းအားနည်းတဲ့အတွက်သူကအလုံးကိုနင်းတော့နင်းနေရတယ်အလုံးကဘယ်နေရာခုံးနေလဲဘယ်နေရာပြုတ်နေလဲဆိုတာကိုတိတိကျကျကိုသူကမပေါ်တော့ဘူးဗျတိတိကျကျမပေါ်တော့ဘူးအလုံးကအနာဆက်နင်းနေလည်းပဲတိတိကျကျမမြင်ရတော့ဘူးပြီးတော့ဟောဒီအရိပ်ကလည်းပဲဝေဝါးဝါးရဖြစ်နေတော့เนาะအရိပ်ကလည်းဝေဝါးဝါးရဖြစ်နေမှာဟောဒီအလုံးကြီးကလည်းပဲတို့တွေဗာတင်နေမလဲဆိုရင်အမောင်တွေများပြီးတော့မှတို့တွေဟိုဖြစ်နေမှာရောထွေးနေတဲ့ပုံရိပ်မျိုးဖြစ်နေမှာတိတိကျကျတို့တွေမမြင်ရဘူးပေါ့နော်တိတိကျကျမမြင်ရတဲ့ပုံစံမျိုးဖြစ်နေမှာဟောဒီမှာလည်းပဲအလင်း quality တိတ်မကြံဘူးသူကအလင်းအားနေတဲ့အတွက်သူကခက်မမိန်လေးသူကပေါ်နေမှာပေါ့နော်ရောထွေးတဲ့ပုံရိပ်ကြတော့တုံးတွေကအရန်မကွယ်ဘူးတုံးတွေကအားလုံးကရောထွေးနေမှာအလင်းပြန်ခြင်းပါခြင်းလည်းမရှိဘူးပေါ့နော်သူကအလင်းအားနေသွားတဲ့အတွက်အလင်းအားနေသွားတဲ့အတွက်အလင်းပြန်ခြင်းပြုခြင်းတွေလည်းသူကမရှိတော့ဘူးဗျစလုံးဆိုတာတော့သူကသိတယ်ဗျစလုံးဆိုတာတော့သိတယ်ဒါပေမဲ့သူ့ရဲ့အဓုတွေကကွဲတရားတိတိကျကျပေါမဝင်လာဘူးသူကအနာတနင်းနေမထင်ဘူးသူ့မှာထင်ရှားတဲ့အချက်တွေမရှိဘူးအမှောင်ဆိုလည်းပဲမှောင်နေတာမထင်ရှားဘူးလင်းနေလည်းပဲလင်းနေတာဒီလင်းနေတာမထင်ရှားဘူးမထင်ရှားတဲ့ပုံစံမျိုးသူကဖြစ်နေမယ်ရောထွေးနေမယ်အလင်းအားနေတဲ့အတွက်ပေါ့နော်အလင်းအားနေတဲ့အတွက်သူကမထင်ရှားတဲ့ပုံစံမျိုးရောထွေးနေမှာသူကတုံးနေရအနာတနင်းတွေဟောဒီအောက်လိုင်းနင်းတွေကလည်းမထင်ရှားဘူးအနာတနင်းတွေလည်းမထင်ရှားဘူးအောက်လိုင်းနင်းတွေလည်းမထင်ရှားဘူးဟောဒီအလင်းပြန်လာတွေလည်းမထင်ရှားတော့ဘူးဗျဟောဒီအရိပ်နဲ့အရာဝတ္ထုကလည်းပဲတိတ်ပြီးတော့မကွဲတော့ဘူးသူကရောထွေးနေတယ်ပေါ့နော်အရိပ်လိုအရာဝတ္ထုလိုသူကရောထွေးနေမှာအလင်းအားနဲ့ပေါ့တော့ဒါအရိပ်လားဒါမှမဟုတ်ဒါအရိပ်လားအကောင်ထဲကြီးလားအဲ့လိုမျိုးရောထွေးနေတယ်များတော့တဲ့ဒီကောင် background တွေမှာရေးတယ်ဒီကောင် middle ground အလယ်မြင်ကွင်းတွေမှာရေးတယ်ဒီကောင် foreground ရှေ့ဘက်မြင်ကွင်းတွေမှာရေးတယ်ပေါ့နော်ဒီကောင်ကသုံးတွေရောထွေးနေတယ်ဒီကောင်ကသုံးတွေညင်တာတွေကွဲတရားနေတယ်ပေါ့နော်ဒီကောင်ကသုံးတွေကတိတာကွဲတရားနေတယ်မတူဘူးဒီကောင်ကတိတာကွဲတရားတယ်ဒီကောင်ညင်တာမတိမတာလေးကွဲတရားတယ်ဒီကောင်ကြတော့ရောထွေးနေတယ်သုံးတွေကသုံးတွေကရောထွေးနေတာအရာဝတ္ထုနဲ့ဟိုနဲ့ရတယ်ပဲမကွဲတရားဘူးအရိပ်နေရလည်းမကွဲတရားဘူးရောထွေးနေတယ်အလင်းပြန်နေတဲ့ဖို့ဆိုဟုတ်ပြီဒီလိုမျိုးရောထွေးနေတာပေါ့နော်သူကဘာကြောင့်ရောထွေးသွားလဲဆိုရင်အလင်းအားနဲသွားလို့အလင်းအားနည်းနည်းလေးမီးအလင်းလေးကမှိန်းနေတာမျိုးဆိုရင်ဒီလိုမျိုးမတဲကွဲတော့ဘူးတို့မြင်ရတဲ့မြင်ကွင်းကမတဲကွဲတော့ဘူးဒါကြောင့်မလို့တို့ရေးတဲ့ဟာကလည်းပဲတဲကွဲမရေးဘူးသူ့ကိုသုံးတွေကိုရောထွေးပြီးတော့မှ outline တွေကိုမထင်ရှားပဲနဲ့သူ့ကိုရေးတယ်ဘယ်လိုနေရာမျိုးမှာရေးတယ်ဆိုရင်တို့ background တွေပေါ့နော်ပုံတစ်ခုရဲ့နောက်ခံအရာဝတ္ထုတွေအရေးမကြီးတဲ့အရာဝတ္ထုတွေကိုဘယ်လိုမျိုးရောထွေးတဲ့အမြင်ကွင်းနဲ့ရေးတယ်ဒီကောင်ကြတော့အဓိကဇက်လိုက်တယ်ပေါ့နော်ပြေပြတဲ့အရာလေးရေးတာကြအဓိကဇက်လိုက်တယ်ကိုအားဆိုင်ပြီးတော့တိတ်ချရေးတယ်ပေါ့နော်ဒီကောင်ကြတော့ပြတ်သားတယ်ပေါ့တို့ရှေ့ဆုံးမြင်ကွင်းသူကနောက်ကမဟုတ်ပေါ့နော်ရှေ့ဆုံးမြင်ကွင်းအနိကအရာဝတ္ထုတွေကိုကြဒီလိုမျိုးပြတ်သားတောင်းချဲပြီးတော့ရေးတယ်ပေါ့နော်ဒါဆိုရင်ပြတ်တည်ရောသဘောတရားပုံလေးသုံးပုံပေါ့နော်ဒါလေးကလေ့ကျင့်ရပါမယ်အားလုံးအဆင်ပြေကြပါစေခင်ဗျ